ချိုးမိပါတယ်ဆိုလို့ရှိရင်ငယ်သွားပဲပိုးစားတာဘာမှမဖြစ်ဘူးအချိန်တန်ရင်လူကြီးသွားလဲသွားမှာပဲတော့ဒီတိုင်းမေမေရောပြစ်ထားလိုက်တာမျိုးပေါ့နော်အဲ့လိုထားလိုက်တဲ့ခါကျလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ဘာတွေဖြစ်လာနိုင်တယ်လဲဆိုတာပြပြပေးချင်ပါတယ်ကို့ကလေးရဲ့သွားတွေကမဲနေပြီပိုးစားနေပြီဆိုလို့ရှိရင်ဒါသွားတန့်ရှင်းရေးအားနေနေပြီဆိုတော့ကျမတို့လူကြီးမိဘတွေအနေနဲ့အရင်ဆုံးသိရမယ့်အရာပေါ့နံပါတ်1အချက်အနေနဲ့သွားပြက်စီးပြီဆိုလို့ရှိရင်သွားတွေကပဲ့တာချမ်း3ချမ်းတွေကွဲလာတယ်အဲ့ခါကျရင်သွားတစ်ခုတည်းမပြက်စီးပဲနဲ့သွားရဲ့ဘေးဘက်ချလိုက်ရတဲ့ပုံမျိုးတွေပြက်စီးတယ်အဲ့တော့ထွက်လာတဲ့လူကြီးသွားမှလည်းပေါ်တာတွေထက်တာတွေဖြစ်တတ်တယ်ပေါ့နောက်တစ်ခုကကျတော့ငယ်သွားလေးတွေစမလဲခင်လူကြီးသွားကပထမဆုံးအန်သွားအကြီးဆုံးကြီးလူကြီးသွားကအသက်6နှစ်မှာကလေးပါးစပ်ထဲကိုရောက်လာတယ်တော်တော်များများလူကြီးတွေရောကလေးတွေရောဒီအသက်6နှစ်မှာထွက်လာတဲ့လူကြီးသွားဆိုတာကိုမသိပဲနဲ့ဒါကိုခလေးသွားလို့ပဲမမေရောထားလိုက်တယ်။နှုံရမယ့်အခြေအနေဆိုတာလည်းရောက်လာတော့ဒါလူကြီးသွားဖြစ်တဲ့အခါကျတော့ထပ်ပြီးတော့ထွက်တော့မှာမဟုတ်တော့ဘူးဆိုတဲ့အခါကျတော့ဒီမှာနောင်တတွေရကြတာပေါ့နော်။ကိုယ့်ရဲ့ကလေးကအခုကလေးသွားလေးတွေပါဇက်ထဲမှာရှိနေတော့နောက်မှသွားတန်ရှင်းရေးကိုပြင်ဆိုင်နိုင်ဘူးအစားအသောက်တွေကိုတန်ရှင်းကောင်းကောင်းမထုတ်နိုင်ဘူးပြီးရင်ပလုံနာနာမကျင်းတတ်ဘူးဆိုလို့ရှိရင်ဒီကြားတဲ့လူကြီးသွားတွေထွက်လာလဲပဲအဲ့ဒီလူကြီးသွားတွေဒီငယ်သွားလေးတွေပဲပိုးစားသွားမှာပဲပိုးစားနေတဲ့သွားလေးတွေကိုဘယ်လိုလုပ်မလဲဘယ်လိုကုသမလဲဒီလိုမျိုးထပ်ပြီးတော့မဖြစ်အောင်ဘယ်လိုနည်းနဲ့ကာကွယ်မလဲဆိုတဲ့အကြောင်းလေးတော့နောက်ထပ်ဗီဒီယိုကြိုင်မှာထပ်ပြီးတော့ပြပြပေးပါမယ်ဟုတ်ကဲ့နောက်ထပ်ဗီဒီယိုကြိုင်ပြန်တွေ့ပါမယ်